အပြောချိုတဲ့ကိုလူကြောင့်စေတနာတွေလုံးဝကြည့်လို့ပြောတီလူတဲ့စေတနာရှင်အပြောချိုတဲ့ကိုလူကြောင့်စေတနာတွေလုံးဝကြည့်လို့ပြောတီလူတဲ့စေတနာရှင်သူရဲ့စိတ်ထဲမှာတွင်သူရဲ့စိတ်ထဲမှာတွင်ပေါ်ပေါက်နေတဲ့စေတနာထက်သန်နေတဲ့အသွင်အရှုပ်အလက်အမြန်မရွေးစားသူလာရင်ကျွေးမွေးတောင်းသူလာရင်ပေးကမ်းခြင်းနဲ့စေတနာရှင်စေတနာရှင်အနှုတ်ရကားကြီးဒါနရှင်လို့ခေါ်မဲ့အစားတွင်နာမအမည်လေးပြောင်းခေါ်လိုက်မယ်စေတနာ